আসসালামু আলাইকুম রাহমাতুল্লাহ। 50-70 মুসলমান দেশে মিটিং করি ইন্দোনেশিয়ার রাজারে আমেরিকার রাজালে দল হয়তো দেফাড়াইয়ে গিয়ে বুড়ো কি বাত্তে তৈলে কিন্তু আমেরিকার রাজারে হদ্দে ইসরায়েলের ফলস্তিনের লড়াইতে আগারাইতে ইনসানিয়ত দেখাই আর ইসরায়েলের বন্দুক নবেশিত যার যার ধর্ম তেতে পালন করিবার হক আছে ইনার বাবতে কথাবার্তা হয়ে আমেরিকার রাজায় 9 জন হুনে হতায়ান আরও দুই দেশের আমেরিকার দে ইন্দোনেশিয়ার তালুকাতের বাড়াইবেলা হয়ে ইয়ার বাদে যাইরে একখানা সিনাল লইরে বড়ক গরিবেলাই বেশি সিনাল লইরে বড়ক গরিবেলা বেশি মন গরির ইয়ান একখানা অযোগ্যই তৈলে হতা ওয়ানরে তালুকাত ন করে ন হুনে দেই হান মাঝে বাফি চাও কি হইতে পারে বর্মা হঠাৎ হদ দিয়ান ফোনে চাইও। সালাম আলাইকুম।သတင်းစကားကိုအင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကသတင်းပါခဲ့ပါတယ်။ Indonesia appeal to the US to do more to stop the ဂါဇာကတပ်ဖြတ်မှုတွေရပ်တန့်ဖို့အမေရိကန်ကထပ်တိုးလှုပ်ဆောင်ဖို့အင်ဒိုနီးရှားအနေနဲ့တောင်းဆိုပါတယ်။လူသားချင်းစာနာမှုအတွက်အပြည့်ရတာကိုတေချာပေါက်လုပ်ရမှာပါ။ ပြီးခဲ့တဲ့အပတ် Saudi Arabia နိုင်ငံ Riyadh မြို့မှာကျင်းပခဲ့တဲ့အစ္စလာမစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အရေးပေါ်အစည်းအဝေးကဆုံးဖြတ်ချက်ကိုသမ္မတဝီဒိုဒိုကတင်ပြခဲ့တာပါ။အဲဒီဆုံးဖြတ်ချက်ထဲမှာအစ္စရေးရဲ့ဂါဇာအပေါ်လှုံ့ဆော်ချက်တွေဟာကိုယ့်ဘာသာကိုခုခံကာကွယ်မှုဆိုတာကိုပယ်ချပြီးစစ်ပွဲကိုချက်ချင်းအဆုံးသတ်ဖို့တောင်းဆိုထားပါတယ်။အစ္စရေးပေါ်လက်နက်ရောင်းချတာကိုရပ်တန့်ဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေတိုးပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်။အရေးကြီးတဲ့ဓာတ်သတ္တုပစ္စည်းတွေစင်စက်မပြတ်ရရှိရေးအပါအဝင်ဘုံအကျိုးစီးပွားတချို့ကိုသမ္မတဘိုင်ဒန်ကပြောပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာနီကယ်ဓာတ်သတ္တုကမ္ဘာပေါ်မှာအများဆုံးရှိတဲ့နိုင်ငံဖြစ်ပြီးတော့အမေရိကန်လျှပ်စစ်ကားဘက်ထရီဈေးကွက်ကိုဝင်ရောက်ချင်တာပါ။ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖြတ်ဖို့တန်ရှင်းတဲ့စွမ်းရည်ကူးပြောင်းရေးနဲ့ပင်လယ်ပြင်လုံခြုံရေးကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ပါတယ်။သမ္မတဘိုင်ဒန်က talking about taking our relationship to ကျွန်တော်တို့ဟာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအမြင့်ဆုံးဖြစ်နိုင်တဲ့အခြေအနေကိုရောက်ဖို့ပြောဆိုခဲ့ပါတယ်။ဘက်စုံပါဝင်တဲ့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးပါ။ဂါဇာအကြောင်းသမ္မတဘိုင်ဒန်ကမပြောပါဘူး။အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလဗန်က on many issues they will agree wholeheartedly ကိစ္စတော်တော်များများမှာသူတို့သဘောတူကြမှာပါ။အဲဒီအပေါ်မှာလည်းသူတို့သိတာတဲ့တိုးတက်မှုတွေရှိမှာပါ။တချို့ကိစ္စတွေမှာတော့သူတို့အမြင်မတူတာတွေရှိပါတယ်။သမ္မတဝီဒိုဒိုရဲ့ဂါဇာပဋိပက္ခပေါ်ယက်တီချက်ကအများသိပြီးဖြစ်ပါတယ်။သမ္မတဘိုင်ဒန်ရဲ့ယက်တီချက်ကိုလည်းသိကြမှာပါ။ဒီကိစ္စအပေါ်သူတို့ရဲ့အမြင်တွေကိုပြောဖို့အခွင့်အရေးတွေလည်းရကြမှာပါ။ဝါရှင်တန်တွေ့ဆုံမှုအပြီးမှာသမ္မတဝီဒိုဒိုအနေနဲ့အမေရိကန်ကအိမ်ရှင်အဖြစ်ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်မှာပါ။သမ္မတဘိုင်ဒန်အနေနဲ့လည်း APEC အစည်းအဝေးဘေးပန်းတွေ့ဆုံ